မင်္ဂလာပါခင်ဗျာRFN 2010ကိုကျွန်တော်တို့ဒီလိုရုပ်ဖြစ်အောင်ဖိုင်းတာဖြစ်ပါတယ်သူ့ရဲ့ original bumper ကိုကျွန်တော်တို့ဖြုတ်ချပြီးတော့ခုလိုကျွန်တော်တို့ fiberglass နဲ့ကိုလိုချင်တဲ့ပုံစံ design ကိုကျွန်တော်တို့ online ကမြင်ញ្ញမ်းပြီးတော့ကြည့်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ design ကို modify လုပ်တာဖြစ်ပါတယ်ခင်ဗျာဒါကတော့ file လုပ်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာပိုင်းနဲ့ပိုင်းပုံချမ်းပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာလုံချမ်းပြီးလို့ကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုခိုင်အောင်လို့ကျွန်တော်ကိုလောင်းပြီးတော့ဖြုတ်ချမယ်ကိုလောင်းမယ်ပေါ့ခင်ဗျာအောက်မှာလောင်းပြီးတော့အချောကင်ပြီးရင်ကျွန်တော်တို့ဒါဆေးပတီလုံးလိုက်နေတာဖြစ်ပါတယ်ခင်ဗျာဆေးပတီလိုက်မယ်တန်းလေးတွေအရင်လက်စိတ်တွေလောက်ရကြည့်လိုက်ကျွန်တော်တို့လိုချင်တဲ့ design လေးရုပ်ထွက်လေးမိုက်အောင်လို့ကျွန်တော်တို့စစ်ရှိလက်ရှိနဲ့လုပ်ပြီးတာဖြစ်ပါတယ်ဒါကတော့ပတီထည့်ပြီးလို့ပတီချောနေတာဖြစ်ပါတယ်ခင်ဗျာဒါကတော့မြန်မာပြည်မှာတစ်စည်းတည်းရှိတဲ့ design မျိုးပေါ့ခင်ဗျာRFN 2010မှာဒီရုပ်နဲ့တစ်စည်းပဲရှိပါမယ်နောက်ကလည်းဒီ design မှာနောက်ကလည်းမတူပါဘူးဘေးရောနောက်ကောရှေ့ရောကျွန်တော်တို့လိုချင်တဲ့ design customer စိတ်တိုင်းကြကျွန်တော် modify လုပ်ပေးတာဖြစ်ပါတယ်ဘေးရဆို over fender တွေရောအဲ့လို file မိတာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော် file နဲ့အဆင့်ရောက်တော့စီးမုတ်တော့မဲ့အဆင့်ရောက်တော့ပါပြီဒါကတော့အလုံးPC သွားပါခင်ဗျာ final လေးမဟုတ်ဘူးသွားပါရဲ့ကျွန်တော်ကင်မရာတိတ်မကောင်းတာဗျာတိတ်မရှင်းဘူးကျွန်တော်မရိုက်တတ်တာတကယ်တမ်းတော့ကားကြီးကအပြင်မှာပို့ပြီးတော့လှပါတယ် only one တစ်စီးတည်းပဲရှိမဲ့ကားမျိုးပေါ့ခင်ဗျာစိတ်ဝင်စားတဲ့လူတွေအားလုံးကျေးဇူးတူးတင်ပါတယ်ခင်ဗျာ